အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာတွေကတော့ပြေပြိုရွာရဲ့မူလမြတ်တော်ဖျားပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဒီဖျားမှာပေါ့ကျွန်တော်တို့ခေါင်းလောင်းလေးတွေတွားလူမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမူလမြတ်တော်မှာပေါ့နော်ကျွန်တော်တို့အရန်စီဒီလေးတဆူလူခွင့်လေးရခဲ့ပါတယ်ဒါကတော့ညမ်းစင်ထားတာပေါ့နော်အခုကတော့ထီတော်တယ်ဖို့အတွက်ကျွန်တော်တို့ညမ်းစင်ထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကိုယ်တိုင်ကိုကြခေါင်းလောင်းလေးတွေကိုကိုယ်တိုင်ကိုကြတွားပြီးတော့ချိန်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုလိုက်ကြည့်ပေးပါဦးခင်ဗျာအလူရစ်ကတော့890ပေါ့နော်ဒါထီတော်တင်မဲ့ရစ်ကပေါ့နော်ကျွန်တော်တို့ဒီဖျားမှာရှိတဲ့အရန်စီဒီတွေအကုန်လုံးကျွန်တော်တို့ခေါင်းလောင်းလေးတွေတွားချိန်မှာဖြစ်ပါတယ်ကိုကိုတိုင်းလူခွဲကိုကိုတိုင်းချိတ်ခွဲရခဲ့တဲ့အတွက်လည်းအတိုင်းမသိဝမ်းမြောက်ပီတိဖြစ်နေပါတယ်ဒီအလူတွေကပေါ့နော်ကျွန်တော်တွေးမိရသလားပေါ့ကိုနဲ့ကန်ထိုက်မှလည်းလူလို့ရတယ်ကိုနဲ့ကတ်ဆက်မှလည်းလူလို့ရတယ်လို့ပဲကျွန်တော်ထင်မိပါတယ်ပိုက်ဆံရှိတိုင်းလည်းပိုက်ဆံချက်လာတိုင်းလည်းငွေအများရှိတိုင်းလည်းလူချင်းတို့လူလို့မရတဲ့လူထက်မှလည်းပါတာပေါ့နော်ကျွန်တော်အတွေ့ပေါ့ဒါတည်းအဖေတငယ်ချင်းတွေအဖေမိတ်ဆွေတွေကလာပြီးတော့ကိုတိုင်းခေါင်းလောင်းလေးတွေချိန်နေတာဖြစ်ပါတယ်ကျွန်တော်ဇီဒီရဲ့အမြင့်ဆုံးရှိတဲ့နေရာကိုကျွန်တော်ညှက်ဆင်ထားတဲ့နေရာကိုကျွန်တော်အရန်တွားကြည့်ချင်လို့ဖတ်တောင်းပြီးတော့ကျွန်တော်တက်မယ်ပြောတော့ရတယ်တဲ့တက်ပါဆိုတော့ကျွန်တော်အဆုံးထိကိုတက်ခဲ့ပါတယ်ဒီပေါ်ရောက်တဲ့ feeling อ่ะဗောနော်အရန်ကိုကြည့်လို့ကောင်းတယ်အရန်လည်းကြည့်လို့စရာလည်းကောင်းတယ်ဗောနော်ကျွန်တော်ဒီလိုမျိုးအမြင့်ကြီးကျွန်တော်တစ်ခါမှအဲ့လို ZD ပေါ်ဗောနော်ဒီလိုမတိုင်းအမြင့်တော့တက်ဖူးတယ်ဒီလို ZD ပေါ်မှာအဲ့လိုဒီညမ်းဆင်ထားတဲ့အပေါ်မှာကျွန်တော်တက်ဖူးတာဆိုတာဒါပထမဦးဆုံးကြိမ်ပေါ့နော်ဒီအပေါ်ကနေပြီးတော့ကြည့်ရတဲ့ရှုခင်းရလည်းအရင်လာတယ်ပေါ့ဒီမူလမြတ်တော်မှာရှိတဲ့အကျော်လေးတွေကိုလည်းဖုတ်ဖုံကကျွန်တော်တို့ကျွေးရပေါ့နော်အကျော်လေးတွေစခဲ့ပါတယ်အရင်စတော့ကောင်းပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပန်းလူဖို့အတွက်ပေါ့နော်ဒီမကွေးကနေပြီးတော့ဝယ်သွားတဲ့ပန်းတွေပါပန်းသွားဝယ်တဲ့အချိန်မှာပန်းတွေကနေပြီးတော့အကုန်လုံးကိုကျွန်တော်တို့အလကားပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်အမှန်တကုသိုလ်များရပါစေဒါကတော့ကျွန်တော်တို့ဖျားပေါ်မှာရှိတဲ့အမိုက်တွေကိုအကုသိုလ်လည်းယူခြင်းတဲ့အတွက်ကြောင့်အမိုက်လေးတွေရှိနေတဲ့ဟာလေးကိုကျွန်တော်တို့တန်းစင်စစ်ကျသွားအောင်လို့အမိုက်လဲနေတာဖြစ်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုကြပန်းလူခွက်ကိုယ်တိုင်ကိုကြခေါင်းလောင်းချိတ်ခွက်ရတဲ့အတွက်ကြောင့်လဲဝမ်းသာခြင်းတို့ပီတိဖြစ်နေပါတယ်ခင်ဗျာဒါတော့ပန်းအိုးထိုးရင်းနဲ့ပန်းကန်နေတာလေးကိုကျွန်တော်ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နဲ့အတူတူကုသိုလ်တွေများရပါစေတာလူကိုဆွနိုင်ပါစေဒီဗီဒီယိုလေးရပြီးတော့ကျွန်တော်တက်ပြလိုက်မှချင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်အားလုံးတတာ